Hello မတွေ့ရကြပြီเนาะဒီနေ့ကတော့ Rio နဲ့ Du Mora Park ဆိုတဲ့ဘာလင်မြို့ရဲ့အကြီးဆုံး flea market ကြီးကိုသွားလည်မှာဖြစ်ပါတယ် Rio နဲ့ Du လိုက်ခဲ့ပြီเนาะဘာလင်ကိုရောက်ပြီးတော့နှစ်ပတ်ကြာတဲ့အခါမှာတော့ခရက်ပေါင်းများစွာနဲ့ယထာတွေရောကားတွေရောစီးတက်သွားပြီပေါ့နော်အဲ့ဒီခရက်တွေတော့နောက်ဗီဒီယိုတွေမှာထပ်ပြောပြအောင်မယ်ဒါကတော့ flea market ကိုမသွားခင်တငယ်ချင်းအိမ်ကိုအရင်သွားတာပေါ့နော်တငယ်ချင်းကိုသွားခေါ်တာနောက်ထပ်တာ bus ကားတစ်ဆင့်စီးတာပါသူတို့ကတော့နွေရာသီရောက်လာ spring summer ဖြစ်နေပြီပေါ့နော်ဒါပေမဲ့ရာသီဥတုကတော်တော်အေးပါတယ်ဗီဒီယိုထွက်လာတော့ဆိုရင်6 degree Celsius တောင်ရှိတယ်ကဲတကယ်ချင်းကိုခေါ်ပြီးပြီဆိုတော့ free market မှာသွားပြီးတော့ဘေးတုပ်တွေမှွေပါမယ်ဒီ Mora Park flea market မှာကျတော့သူက second hand တွေ thrift တွေပြင်ကိုသူကအလုံးဝကိုယ်ပိုင် design တွေနဲ့လုပ်ထားတဲ့ handmade တွေအဲ့လိုပစ္စည်းတွေပါရတာပေါ့နော်ဘာလင်းဆိုတဲ့အတိုင်းနေရာတိုင်းကတော့လုံးဝ techno music တွေနဲ့ပေါ့နော်ရမ်းပြော့ပြကောင်းတယ်တကယ်ချင်းဝင်လိုက်တဲ့ဆက်ကတိုက်တိုက်ဆိုင်ဆိုင်ပဲမြန်မာပြည်ကအင်းလေးချီတဲ့နဲ့လောက်ထားတာလေ accessory တွေပကြီးကားတွေပြင်ဒီလိုအိမ်သုံးဆောင်ပစ္စည်းတွေလည်းအများကြီးရတယ်ပေါ့နော်ကဲတိုးလာပြီးတော့ပြန်လာပါပြီဘတ်စကင်လုံးနေတဲ့ကောင်တွေကချစ်စရာတွေရောဗီဒီယိုရိုက်နေတော့ကြီးပြနေတာရည်လားမသိဘူးတကယ်ချင်းခံရောက်တာနဲ့မအောင်နိုင်တော့ဝယ်လာတဲ့ဟာတွေကို witchy style လေးတွေလုပ်ကြည့်တော့တာပဲပြီးရင်တော့တကယ်ချင်းကဒါ cheese Korea ခောက်ဆွဲလုပ်ကြွေးလို့စားတယ်ပေါ့နော်ခုံစင်ခဲ့တယ်ကွာအင်ရှင်လိုပဲစားနေတာတကယ်ချင်းတော့မိဖို့ကြောင့်မှလောက်ကိုင်းနေကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မာရီယိုဒီဘာလင်ကိုလာခဲ့တဲ့အကြောင်းတွေအစားအဆုံးနဲ့တင်ပေးပါအောင်မယ်ဘိုင်ဘိုင်